မင်္ဂလာပါကျွန်တော်ကိုကျော်မျိုးထွန်းပါကျွန်တော်ဒီနေ့sharing လုပ်ပေးချင်တာကကျွန်တော်ဝဝစိုက်ခင်း investment လုပ်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းငယ်ရှင်းပြချင်ပါတယ်ဘယ်လိုသွားလဲဆိုလို့ရှိရင်ဝဝစိုက်ပြီးဆိုလို့ရှိရင်ငုတ်စိုက်တွေရှိတယ်အစီစိုက်တွေရှိတယ်နောက်တစ်ခုပုံမှန်ဝါထုတ်ဖို့အတွက်စိုက်တာရှိတယ်မြစ်ထုတ်ဖို့အတွက်စိုက်တာရှိတယ်ခါရီရရင်လည်းမျိုးထုတ်ဖို့အတွက်စိုက်တာရှိတယ်အစီစိုက်နဲ့ဂိုင်းစိုက်ဘာကွာလဲသူမို့ဂိုင်းစိုက်သူမို့အမြင့်စိုက်ပေါ့ဗျာဝင်းနဲ့ခွက်ထုတ်တာအမြင့်ထုတ်အမြင့်ကိုစိုက်ထားတာ ਨੇ ဘာကွာလဲဆိုတာလေးကိုကျွန်တော်ရှင်းပြချင်ပါတယ်ကျွန်တော်တို့ကဒီစိုက်ခင်းဆိုလို့ရှိရင်ကျွန်တော်တို့ဟောပေါ့ဒီစိုက်ခင်းကအစီစိုက်ဘူးဝါဟိုမှာကျွန်တော်3နှစ်ခွဲသားဘူးဝါပါ2022ကစိုက်ပြထားတာပါ2022 9လပိုင်းခန့်ကစိုက်ပြထားတာဖြစ်တဲ့အတွက်3နှစ်ခွဲခန့်ရှိပါပြီအချိန်အပြည့်ဆိုလို့ရှိရင်သို့တော့ညာလဲအပင်ကလက်ရှိအချိန်ထိအကြီးကြီးသူ့ရဲ့ original size ဖြစ်တဲ့ဝါလုံးအကြီးကြီးကျွန်တော်တို့တပင်မှမမြင်ရသေးပါဘူး။ဘာဖြစ်လို့မမြင်ရသေးရလဲဆိုလို့ရှိရင်ဒီဝါဆိုင်ဒီအပင်တွေကအစီစိုက်အပင်တွေကိုမှအစီစိုက်မျိုးပြိုးပင်တွေကိုမှစိုက်တာဖြစ်လို့ပါ။သုံးနှစ်ခွဲသားရှိဖြစ်တဲ့ဝဝခင်းကလက်ရှိအချိန်ထိသူ့ရဲ့ original မူလ site ဖြစ်တဲ့ဝဝ site ကိုကျွန်တော်တလုံးမှမမြင်ရသေးပေမဲ့ကျွန်တော်တို့ကဘာဖြစ်လို့ဒါမျိုးရွေးချယ်တာလဲဒီအစီစိုက်ပြိုးပင်ကိုရွေးချယ်ပြီးတော့စိုက်ပြိုးရလဲဆိုတော့ selection ပြကြပါတယ်အစီစိုက်ပြိုးပင်ကိုဘာဖြစ်လို့ရွေးချယ်ရလဲဆိုရင်သူကတက်တန်းအပြည့်ဒီအစီစိုက်ပြိုးပင်ကိုရွေးချယ်ရင်အဖြစ်ဒီဝါပင်ကတက်တန်းအပြည့်နေရပါတယ်တက်တန်းအပြည့်ဆိုတော့ကျွန်တော်စတင်စိုက်ပြိုးစီရနေပြီးတော့မှဂျားထဲမှာ220 30နဲ့ဝါတွေတီးပြီးတော့တည်သွားတတ်တာမျိုးမရှိပါဘူးခင်ဗျာသူတကယ်တကယ်ဝါရဲ့တက်တန်းဒီ120လို့ကျွန်တော်တို့သိထားပါတယ်120အတွင်းမှာဒီဝဘိုးဝါကင်းက120အပြည့်နေပြီးမှသာလေသူတေဝါတီးပြီးတော့တေးပါလိမ့်မယ်တကယ်လို့ဂိုင်းတက်စိုက်တယ်ငုတ်တက်စိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီငုတ်တက်ရဲ့မိခင်အပင်ရဲ့တက်တန်းအတိုင်းမိခင်အပင်တေးတဲ့အချိန်မှာချားပင်တွေကလည်းလိုက်တည်တာပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီအစီစိုက်ကိုရွေးချယ်ပါတယ်ဒါတို့ညာလဲငွေမြန်ပေါ်လို့တယ်အားမလို့ရှိရင်ဒီအပင်ဝင်နဲ့ကြီးရင်တယ်ဆိုရဲကျွန်တော်တို့ရဲ့တချို့စိုက်ခင်းတွေမှာဆိုရင်ငုတ်တက်စိုက်တာလည်းရှိပါတယ်အဲ့တော့ငုတ်တက်စိုက်တာဒီအချိန်နေ3နှစ်ခွဲ4နှစ်လောက်ဆိုတဲ့အချိန်ကြာသွားပြီးတော့ရေးဆိုလို့ရှိရင်တည်ကြတယ်ကျွန်တော်တို့သူ့ရဲ့မူလ site မဟုတ်ရင်တော့မူလ site နဲ့တော်တော်နီးနီးဆက်ဆက်အရွယ်လောက်အပင်တွေကိုကျွန်တော်တို့မြင်ရပါပြီဒီအပင်တွေကတော့ကျွန်တော်တို့နောက်ထပ်2နှစ်3နှစ်လောက်မှသာလင်းကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်2နှစ်3နှစ်လောက်မှသာလင်းဒီလိုမျိုးဒီဝဘိုးဝင်ကျွန်တော်တို့ရဲ့မူလအပင်တော့မြင်ရမှာဆိုစုစုပေါင်းကျွန်တော်တို့စောင့်ရတဲ့နှစ်ကသူ့ကိုစတင်စားဖို့ဆိုလို့ရှိရင်9နှစ်ကနေပြီးတော့မှ9နှစ်လောက်ထိကြာသွားနိုင်ပါတယ်အဲ့9နှစ်လောက်ထိကနေ9နှစ်လောက်ထိကြာပြီးရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပုံမှန်အတိုင်းပဲခုတ်သွားသိမ်းသွားလို့ရပါပြီကျေးဇူးတင်ပါတယ်